စပင်းကုန်ချင်းနည်းနည်းလေးနဲ့ရောလာပြီးရောင်းလို့ရပါလားလို့မေးတဲ့မိတ်ဆွေများအတွက်ပါကျွန်တော်တို့ရှိကိုစပင်းကုန်ချင်းနည်းရီဖြစ်စီများရီဖြစ်စီလာပြီးရောင်းချလို့ရပါတယ်မိတ်ဆွေတို့အနေနဲ့လာပြီးရောင်းချခြင်းနဲ့ဆိုရင်စပင်းကုန်ချင်းနည်းရီဖြစ်စီများရီဖြစ်စီကျွန်တော်တို့ BHC ဘာမီရဲ့စန္ဒာကိုလာပြီးရောင်းချလို့ရပါတယ်ကျွန်တော်အနေနဲ့ကုန်ချိန်နည်းရီဖြစ်စီများရီဖြစ်စီပစ္စည်းတွေးကောင်းရင်ဝယ်ယူပေးပါတယ်ခင်ဗျာဒီကောင်းပြက်စပင်လေးတွေလာပြီးရောင်းခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ BHC Health Center ကိုလာပြီးရောင်းချလို့ရပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့24လက်မနေစပြီးတော့ပဲဖြတ်ယူပေးပါတယ်24လက်မအောက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဖြတ်ခဲ့ဖို့လိုအပ်ပါတယ်ကျွန်တော်အနေနဲ့တော့ဖြတ်ပြီးမပေးပါဘူး24လက်မနေစပြီးတော့ပဲဒီကျွန်တော်တို့ BHC ကဖြတ်ယူပေးပါတယ်24လက်မအောက်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဖြတ်မပေးပါဘူးမိတ်ဆွေတို့ကိုယ်တိုင်ဖြတ်ခဲ့ဖို့လိုအပ်ပါတယ်ဒီဖြတ်ပြီးတာတစ်ချောင်းချင်းဖြတ်ခဲ့ပြီးတာစပင်တွေကိုလည်းကျွန်တော်တို့ BHC ကဝယ်ယူပေးပါတယ်ခင်ဗျာကျွန်တော်ရှိကိုလာပြီးရောင်းချင်တယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်မြို့မြောက်ဥက္ကလာမြောက်တကုံနဲ့မြောက်ဥက္ကလာကျိုးတရားအစင်းချမ်းအမှတ်1ရတနာကျွန်းအိမ်ရပါရှိပါတယ်လာပြီးတော့ရောင်းချခြင်းနဲ့ဆိုရင်ရောင်းချလို့ရပါတယ်ခင်ဗျာ